မင်္ဂလာပါခင်ဗျာတာမောင်းမြို့ရှိဒေးရွှေသာဈေးတွင်ဆိုင်ကယ်သူကိုများတောင်းကျမ်းလျက်ရှိပြီးနေ့စဉ်နဲ့မျှဆိုင်ကယ်များခိုးခံနေရဟေယရီတိုင်းမသိငရိုင်တာမောင်းမြို့ရှိဒေးရွှေသာဈေးတွင်ဆိုင်ကယ်သူကိုများတောင်းကျမ်းလျက်ရှိပြီးနေ့စဉ်နဲ့မျှဆိုင်ကယ်များခိုးခံနေရသဖြင့်ဒေသခံပြည်သူများနှင့်ဈေးဝယ်သူများကြားစိုးရိမ်မှုများဖြစ်ပေါ်နေကြောင်းသိရပါတယ်လက်ရှိတွင်အဆိုပါဒေးရွှေသာဈေးသို့ဆိုင်ကယ်ဖြင့်ဈေးလာဝယ်ကြသည့်ပြည်သူများမှာဈေးတွင်ဝင်ရောက်ဝယ်ယူနေစဉ်မိနစ်ပိုင်းတွင်ဆိုင်ကယ်များပျောက်ဆုံးမှုကြုံတွေ့နေရပါတယ်။ဒေသခံများ၏ပြောပြချက်အရတရက်လျင်ပြင်းမြဆိုင်ကယ်2စီးမှ3စီးခန့်နှင့်အခုခံနေရကြောင်းသိရပါတယ်။ဈေးထဲဝင်ပြီးဟင်းသီးဟင်းရွက်ခဏဝယ်တာနဲ့အပြင်ပြန်ထွက်လာရင်ဆိုင်ကယ်ကမရှိတော့ဘူး။တရက်တစ်စီးမကောက်ဘူး။တရက်ကို2စီး3စီးလောက်ပြောင်းနေတာ။အခုဆိုရင်ဈေးဝယ်ရင်တော့စိတ်မချရတော့လို့ဆိုင်ကယ်စောင့်ဖို့လူတစ်ယောက်တီးတန့်ခေါ်လာရမယ့်အခြေအနေဖြစ်နေပြီဟုဒေသခံဈေးဝယ်သူတို့ကပြောပါတယ်။မြို့နယ်ရရွာရေးချမ်းသာရေးနဲ့လုံခြုံရေးအတွက်တာဝန်ရှိသူကုညီပြရစီကြီးရှိနေတော့လဲယနေ့ချိန်ထိဆိုင်ကယ်တစ်ခိုးများဖမ်းဆီးရမိခြင်းမရှိသေးပေ။ထို့ကြောင့်ပြည်သူများအနေဖြင့်မိမိတို့၏ဆိုင်ကယ်များကိုကိုယ်တိုင်ဂရုစိုက်ကြရန်နဲ့ဈေးဝင်ဝယ်ပါကဆိုင်ကယ်ဆောင်တအူးထားရှိကြရင်အချင်းချင်းတရီပေးနှုတ်ဆော်မှုများပြုလုပ်နေကြကြောင်းသိရပါတယ်။တာဝန်ရှိသူများအနေဖြင့်ယခုကဲ့သို့လူစီကားရဈေးအနီးဝန်းကျင်တွင်လုံခြုံရေးတိုးမြင့်ချထားပေးရန်နှင့်ခိုးယူသူများအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပေးရန်ဒေသခံပြည်သူများကလိုလားတောင်းဆိုနေကြပါတယ်ခင်ဗျာ။အေရီတိုင်းတို့မှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းအထူးတပ်ဖွဲ့ပတ်သိမ်းမှချိန်နဲ့တပြည့်ညီဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။